တစုံတစ်ခုကိုမစတင်ခင်မှာတင်တခြားသူတွေဘယ်လိုမြင်မလဲဆိုတာကိုကြောက်နေပြီဆိုရင်သင်ဟာမစတင်ရသေးခင်မှာပဲရှုံးနေပါပြီလူတွေဟာကိုယ်တိုင်ပြောင်းလဲလိုက်ရင်တခြားသူတွေရဲ့အမြင်မှာထူးခြားသွားမှာကိုကြောက်တတ်ကြပါတယ်တခြားသူတွေကိုယ်ပေါ်ဘယ်လိုသဘောထားမလဲဆိုတာကိုအမြဲတမ်းစိုးရိမ်နေမယ်ဆိုရင်သင်ဟာသူတို့မျှော်လင့်ထားသလိုပဲကြာရှုံးမဲ့လမ်းကြောင်းကိုပဲရွေးချယ်မိသွားတတ်ပါတယ်အမြဲတမ်းကြောက်စိတ်နဲ့နေပြီးသူတစ်ပါးရဲ့ဝေဖန်မှုကိုပဲစိုးရိမ်နေမယ်ဆိုရင်သင်ဟာတခြားသူတွေရဲ့အာယုံစိုက်ခြင်းကိုပူခံရတတ်ပါတယ်တခါတရံမှာကျွန်တော်တို့ဟာလူတွေကြားထဲရောက်တဲ့အခါအတင်းကျပ်ဟန်ဆောင်ပြီးနေတတ်ကြပါတယ်အဲ့ဒီလိုဟန်ဆောင်နေတာကိုတခြားသူတွေကချက်ချင်းဆိုသလိုသိနိုင်ပါတယ်သူတို့ကကျွန်တော်တို့တင်းမာနေတာစိုးရိမ်နေတာဒါမှမဟုတ်တစုံတယောက်လိုဟန်ဆောင်နေတာကိုခံစားမိတတ်ကြပါတယ်ဒါကြောင့်ကိုယ်တိုင်လည်းအဲ့ဒီလိုမျိုးအကြောက်တရားတွေနဲ့ဟန်ဆောင်မနေပါနဲ့ကိုလိုချင်တဲ့စွမ်းအင်ကိုကိုယ်တိုင်ပဲဖြစ်အောင်လုပ်ပါသင်ရဲ့မူရင်းအတိုင်းအမှန်တိုင်းရှိတဲ့စွမ်းအင်ဟာတခြားသူတွေနဲ့ပုံမချိတ်ဆက်မှုလွယ်ကူစေပါတယ်လူတစ်ယောက်နဲ့တစ်ယောက်မတူညီတဲ့အချက်တွေကပဲကျွန်တော်တို့ကိုတစ်ယောက်နဲ့တစ်ယောက်ပို့ပြီးနှစ်သက်စေတာပါတစ်ယောက်နဲ့တစ်ယောက်အတွေ့အကြုံချင်းမတူညီရင်တောင်မှခံစားချက်ကိုနားလည်ပေးနိုင်တဲ့အခါမှာချိတ်ဆက်မှုတွေဖြစ်ပေါ်လာပါတယ်အဲ့ဒါကပဲစစ်မှန်တဲ့အားပေးမှုတွေဖြစ်လာတာပါကိုယ့်ရဲ့မူရင်းအတိုင်းနေထိုင်ခြင်းကသင်ဘယ်တော့မှမတွေ့ဘူးတဲ့အရာတွေကိုမြင်လာစေပါလိမ့်မယ်ကိုယ်တိုင်တိုးတက်ဖို့လိုအပ်တဲ့အရာတွေကိုယ့်ရဲ့အားနည်းချက်တွေကိုပုံမသိမြင်လာပါလိမ့်မယ်ကိုယ့်ရဲ့မူရင်းတိုင်းနေထိုင်တဲ့အခါမှာအနာဂတ်အကြောင်းစိုးရိမ်နေတာဒါမှမဟုတ်အတိတ်အကြောင်းတွေးပူနေတာမျိုးမရှိတော့ပဲပြစ္ဆုတ်ပံမှာအသက်ရှင်နေထိုင်နိုင်ပါလိမ့်မယ်ကိုအမြဲတမ်းသိမြင်နေဖို့အမြဲတမ်းတိုးတက်ဖို့ကြိုးစားနေဖို့ကအရေးကြီးပါတယ်ဘလောက်ပဲထူးဆန်းနေလို့ထင်ရပါစေကိုယ့်ရဲ့မူရင်းတိုင်းပဲဆက်နေပါကိုယ့်ရဲ့မူရင်းစွမ်းရင်ကိုတိဆောက်ထားတဲ့သူတွေဟာတယောက်နဲ့တယောက်စွမ်းရင်ချင်းအလွယ်တကူချိတ်ဆက်မိတတ်ကြပါတယ်ကျွန်တော်ငယ်ငယ်ကဆိုရင်တခြားသူတွေလောက်တာကိုလိုက်လုပ်ချင်တဲ့အကျင့်ရှိခဲ့ပါတယ်အဲ့ဒါကိုကိုမကြိုက်ခဲ့ပါဘူးဘာလို့ချင်မှန်းတိတိကျကျမသိတဲ့ခံစားချက်ကိုမနစ်သက်ခဲ့တာပါဒါပေမဲ့အခုတော့ကိုအမှန်တိုင်းဖြစ်အောင်ကြိုးစားလာပါတယ်အဲ့ဒီလိုကိုယ့်ရဲ့မူရင်းတိုင်းဖြစ်လာဖို့အတွက်အရင်ကရှိခဲ့တဲ့လူမှုဆက်ဆံရေးအများပြားကိုဆွန့်လွတ်လိုက်ရတာမျိုးလည်းရှိခဲ့ပါတယ်အရင်ကတငယ်ချင်းတွေတော်တော်များများနဲ့အဆက်အသွယ်ပြတ်သွားတာဟာအလွန်သဘာဝကျပါတယ်သင်တိုးတက်လာတဲ့အခါသင်ပြောင်းလဲလာတဲ့အခါသင်နဲ့လိုက်လျောညီတွေမရှိတော့တဲ့သူတွေထွက်သွားတာဟာသဘာဝပါအဲ့ဒါကိုအရေးကွန်လဲတာလို့တင်စားလို့ရပါတယ်အရင်ကလူတွေကသင်ရဲ့ဟောင်းနှွမ်းနေတဲ့အရေးကွန်ဟောင်းနဲ့ပဲချိတ်ဆက်နေကြတာပါသင်ပြောင်းလဲသွားတဲ့အခါသူတို့နားမလည်တာမျိုးဖြစ်နိုင်ပါတယ်ဒါပေမဲ့ဒါဟာသင်ကိုယ်တိုင်အတွက်တိုးတက်မှုဖြစ်တာကြောင့်စိတ်မပူပါနဲ့အချိန်တန်တဲ့အခါသူတို့လည်းသူတို့ရဲ့လမ်းကြောင်းပေါ်မှာပြောင်းလဲလာပါလိမ့်မယ်ဒီလမ်းကြောင်းပေါ်မှာတယောက်တည်းရုန်းကန်ရတာမျိုးဖြစ်နိုင်ပေမဲ့ကိုယ့်ဘဝအတွက်ကိုယ်တိုင်ပဲတာဝန်ယူရမှာပါအဲ့ဒီလိုအချိန်မျိုးမှာကိုအနည်းငယ်အတ္တဆန်ဆန်ဦးစားပေးသင့်ပါတယ်ကိုယ်စိတ်ကိုယ့်ရဲ့အတွေးခေါ်တွေကိုကျမ်းမာအောင်ထားဖို့ကအရေးကြီးပါတယ်အဲ့ဒီလိုဖြစ်လာဖို့ကအချိန်ယူရမှာပါကြိုးစားမယ်မှားမယ်ထပ်ကြိုးစားမယ်ဒီလိုမျိုးနဲ့ပဲတိုးတက်လာမှာပါတခြားသူတွေကသင်ကိုပြောင်းလဲသွားတယ်လို့ပြောကောင်းပြောပါလိမ့်မယ်အဲ့ဒါကိုလက်ခံလိုက်ပါဘာလို့လဲဆိုတော့တကယ်လဲသင်ပြောင်းလဲသွားပြီလေသင်ဟာအရင်ကသင်ထက်ပုံမကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်လာဖို့ကြိုးစားနေတာပါကိုယ့်ရဲ့အတိတ်ကအမှားတွေအတွေ့အကြုံတွေကနေသင်ခန်းစာယူပြီးကိုယ့်ရဲ့အနာဂတ်မှာပုံမကောင်းမွန်တဲ့ပုဂ္ဂိုလ်ဖြစ်လာဖို့ကြိုးစားပါကိုအမြဲတမ်းအားပေးနေတဲ့သူဖြစ်ပါစေကိုယ့်ရဲ့စိတ်ကိုကျမ်းမာအောင်စိတ်အေးချမ်းမှုရှိအောင်ထားပါကိုယ်တိုင်ရေးသားတာပြေးလွှားတာစာဖတ်တာမျိုးတွေကစိတ်ကိုတိုးတက်စေတဲ့နည်းလမ်းတွေပါအတိတ်ကကိုယ့်ရဲ့အမှားတွေကိုလည်းနောင်တမရပါနဲ့အဲ့ဒီအမှားတွေကနေပဲအခုလိုပြောင်းလဲလာတာပါကိုပြန်ပြီးသုံးသပ်တဲ့အခါမှာအကောင်းဘက်ကနေပဲရှုမြင်ပါကိုယ့်ရဲ့အတိတ်ကကိုခွင့်လွှတ်ပါရှေ့ဆက်ပြီးတော့လည်းအမြဲတမ်းတိုးတက်အောင်ကြိုးစားနေပါကိုယ့်ဘဝအတွက်ကိုယ့်ရဲ့အကောင်းဆုံးအားပေးသူဖြစ်ဖို့ဘယ်တော့မှမမေ့ပါနဲ့